လုံးဝနန်းတဲ့အခါမှာမပြတ်ဘူးဆိုရင်နှကန်း collection ပေါ့နော်ဆို logo လေးကိုလည်းကြည့်ပါတော့ဘယ်ဘူးပုံစံလေးက4000လေးပြမ logo လေးပါတယ်ဒီရောင်လေးကကြောက်လေလိမ္မော်ဖောက်တဲ့အနီလေးပေါ့နော်နည်းနည်းလေးလည်းအညိုဘက်လေးလည်းသွားတယ်ပေါ့နော်ရ pigment တော်တော်ကြီးကိုကောင်းလို့တော့လေတားဖြူတဲ့သူရောအသားညိုတဲ့သူရောအကုန်လုံးနဲ့လိုက်ဖက်မဲ့အယောင်လို့မို့ထင်တယ်အယောင်လေးကလေမျက်နှာကိုလင်းသွားစေရဲ့ခံစားချက်မျိုးရစေရဲ့ပေါ့နော်ဆိုတော့တော်တော်ကိုပေါ့ပါတဲ့အတွက်စိုးလို့စိုးထားမှမသိရဲ့ feeling ရစေရဲ့ပပလေးတော့နံပါတ်1ပေါ့နော်နံပါတ်2ကကြောညိုလေးလို့ပေါ့ဒီနံပါတ်2အညိုလေးကိုလေမိုးလေးလက်မဆန်းတယ်အယောင်လေးကြည့်ရနေတယ်ကျွန်မထားအော်အရန်ကြိုက်လို့အညိုတွေအရန်တက်ကြလာတယ်ကွယ်30နာကတ်လို့လားမသိတော်တော်ယူလာတဲ့အညိုပါတော့ဘုံရဲ့စိုးလိုက်တဲ့အချိန်မှာလေလေနော်မျက်နှာလေးကိုလင်းသွားတဲ့အညိုလေးဒီအယောင်လေးလှလိုက်တာသိလားဒီအယောင်လေးတော်တော်လှတယ်အရန်ကိုလေဒီအယောင်လေးရွေးတက်တယ်ပေါ့နော်ဒီအညိုကတော်တော်ကိုမှဝဲတင်တယ်လို့ထင်တဲ့အယောင်ထဲမှာပါပါတယ်ကဲလာရဲ့အညိုပါဒီအညိုကလေငါကလုံးဝတိတ်ပြီးတော့မှဖောင်ဒရီဖြစ်ပြီးတော့မှတိတ်ကလေးနဲ့ဟိုအခါလေးအပြည့်ဆိုးလိုက်တာနဲ့လှတာကွယ်တခဲကြီးလာနံပါတ်3ရောင်လေးကိုမိုးစမ်းပြမယ်နံပါတ်3ကတော့အနီတောက်ကလေးပဲဖြစ်ပါတယ်ဒါမိန်းကလေးတွေကလေနှကန်းအနီရောင်ချောင်းတော့ရှိတင်တယ်လို့မိုးထင်တယ်အဲ့တော့ဒီမှာကဒီ collection မှာကအနီရောင်ချောင်းပါလာတယ်လုံးဝအနီတောက်လုံးဝတောက်ကလေးမနာလင်းထွက်သွားတဲ့အရာမျိုး Taylor Swift မြဲတဲ့ဆိုးရဲ့အနီလိုမျိုးပေါ့နော်မနာတော့တော်တော်လင်းနေပေါ့နော်အနီကလေနော်လူကိုဖြူသွားစီအသားနောက်ဆုံးနံပါတ်4ရောင်ကကြောင့်နီညူဖြစ်ပါတယ်သူကြတော့နီညူပေါ့နော်နီရဲ့အညိုရရောထားတော့ကြက်သွေးရောင်လေးဘက်ကိုသွားတဲ့အရာမျိုးလေးပေါ့နော်ဒီကြက်သွေးရောင်လေးကလည်းလာလိုက်တာ4ရောင်ကလေကွက်တိအယောင်လေးထုတ်ထားပေးရကွာ4ရောင်လုံးကပယ်စရာမရှိဘူးကွာဒီလား4ချောင်းလုံးကပယ်စရာမရှိတဲ့အယောင်လေးလိုမျိုးထင်တဲ့အတွက်4ချောင်းလို့သိန်း1000ချောင်းမှာ4000ပတ်ဝန်းကျင်ပဲကြာတော့မှာဆိုတော့တော်တော်ကိုမှတန်နေပြီလို့မိုးထင်ပါတယ်